ကျွတ်တကောင်ကသူ့ခြေထောက်ကိုဖားတကောင်ရဲ့ခြေထောက်နဲ့ကျူးချလိုက်တယ်။ဒါဟာမျိုးစိတ်မတူတဲ့တတ်တဝါနှစ်ခုကြားကရိုမန်တစ်ဆန်တဲ့အချင်းမျိုးလို့သူထင်ခဲ့တာ။ဖားကသူ့ကိုရေထဲခေါ်သွားပြီးပျော်ပျော်ပါပါစော်ကစားမယ်လို့သူယုံကြည်ခဲ့တယ်။ဒါပေမဲ့ဖားကရေကန်ထဲခုန်ချသွားတဲ့အခါပိုကူးလေပိုပြောလေပဲ။ကျွတ်ကတော့ရေထဲမှာအသက်လူပြီးရုန်းကန်နေရရှာတယ်။နောက်ဆုံးရေမွန်းပြီးသေဆုံးသွားကရေမျက်နှာပြင်ပေါ်ကိုခန္ဓာကိုယ်ကပေါ်တက်လာခဲ့တယ်။အဲ့ဒီအချိန်မှာသိန်းငှက်တကောင်ပြန်တန်းလာပြီးရေပေါ်မှာပေါ်နေတဲ့ကြွက်ကိုထိုးတုပ်လိုက်တယ်။ကျူးရဲ့တစ်ဖက်အစမှာချီထောရဲ့ဖားကိုပါတဘာလေးကောင်းကင်ပေါ်ဆွဲတင်သွားတော့တာပဲ။နောက်ဆုံးတော့ကြောက်ဆောင်ပေါ်ပြုတ်ကြပြီးနှစ်ကောင်လုံးသေဆုံးသွားကြတယ်။သူတို့ကိုတတ်လိုက်တာသိန်းငှက်လို့တင်ထင်နေသလား။မှားပါလေ။သူတို့ကိုတကယ်တတ်လိုက်တာကအတင်းအတန်မှရောနှောချီနှောင်ထားတဲ့အဲ့ဒီကျိုးပါပဲ။ဒါကိုစိတ်ပညာမှာတော့အမိပြုတ်ရင်လဲပေးညစ်သက်ခြင်းလို့ခေါ်ပါတယ်။ငါတို့ရဲ့တဘောအလုံးမှာကိုတိုက်စားရင်အပြိုင်အလားလုံးထွေးတက်ပုတ်နေကြတာပဲ။ကိုနဲ့မဆိုင်တဲ့အရာတွေကိုစုပ်ကင်ထားခြင်းကြတယ်။ကိုနဲ့မကိုက်ညီတဲ့ပတ်ဝန်းကျင်တွေကိုအတွင်းတိုးဝင်ခြင်းကြတယ်။သူများတွေမျောလင့်ထားတဲ့ပုံစံအတိုင်းအသက်ရှင်ခြင်းကြတယ်။အားဆိုင်လေးအသက်ရှူချက်လေးပဲ။ဆွဲလန်းလေးပျက်စီးလေးပါပဲ။တကယ်အတိတရားဆိုတာကိုလွှတ်ပေးလိုက်ဖို့ပါ။လောကကြီးနဲ့ရန်သူမလုပ်ပါနဲ့တော့ကိုယ့်ရဲ့စိတ်ရင်းအတိုင်းပဲရှင်းတတ်လိုက်ပါ။